ကဘာတတိယစစ်ပွဲစတင်တော့မှာလားအရှိအလဲပိုင်းမှာစစ်မီးတွေအကြီးအကျယ်တောက်လောင်နေပါပြီ2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာအမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းပြီးအီရန်နိုင်ငံကိုအပြင်းထန်ပုံကျဲတိုက်ခိုက်လိုက်တဲ့ Operation Epic Fury စစ်စင်ရေးဟာတကမ္ဘာလုံးကိုတုန်လှုပ်သွားစေခဲ့ပါတယ်ဒီတိုက်ခိုက်မှုအသင်းမှာအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အာယာတိုလာအလီခါမနီတေဆုံးသွားပြီလို့သမ္မတထရမ့်ကအတည်ပြုလိုက်ပါတယ်ဒီစစ်စင်ရေးဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုအမြင့်ပြတ်ချေမှုန်းဖို့ရည်ရွယ်တာဖြစ်ပြီးတီဟီရန်၊အစ္စဖာဟန်နဲ့ကွမ်မြို့တွေကအဓိကစစ်ရေးပြစ်မှတ်တွေကိုအမေရိကန်ဒုံးကျည်တွေကတိတိကျကျထိမှန်ခဲ့ပါတယ်။အီရန်ဘက်ကလည်းငြိမ်မနေပဲတုံ့ပြန်ခဲ့ပါတယ်။ဘာရိန်းနဲ့ UAE နိုင်ငံတွေမှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေကိုဒုံးကျည်ရာပေါင်းများစွာနဲ့ပြန်လည်ပစ်ခတ်ခဲ့လို့ဒေသတွင်းမှာအခြေအနေတွေဟာအလွန်ကိုစိုးရိမ်စရာထင်နေပါတယ်။လက်ရှိသတင်းရင်းမြစ်တွေအရဒီတိုက်ခိုက်မှုကြောင့်အီရန်မှာလူပေါင်း200ကျော်သေဆုံးခဲ့ရပြီးရာနဲ့ချီတဲ့ပြည်သူတွေဒဏ်ရာရရှိခဲ့ပါတယ်။ရုရှားနဲ့တရုတ်နိုင်ငံတို့ကတော့အမေရိကန်ရဲ့ဒီလုပ်ရက်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်နေပြီးကုလသမဂ္ဂမှာအရေးပေါ်အစည်းအဝေးခေါ်ယူဖို့ပြင်ဆင်နေကြပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ပြည်တွင်းမှာစစ်ပွဲဆန့်ကျင်ရေးစန္ဒပြမှုတွေဟာအိမ်ဖြူတော်ရှေ့အထိရောက်ရှိလာနေပါတယ်။ဒီစစ်ပွဲဟာကမ္ဘာစီးပွားရေးနဲ့ငြိမ်းချမ်းရေးကိုဘလောက်အထိထိခိုက်စေမလဲ။အီရန်ရဲ့နောက်ထပ်လက်တုံပြမှုတွေကဘာတွေဖြစ်လာနိုင်မလဲ။မိဘပြည်သူတို့အနေနဲ့ကဒီစစ်ပွဲအပေါ်ဘလို့ထင်မြင်ယူဆကြပါသလဲ။ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်။နောက်ဆုံးရစစ်ရေးသတင်းတွေကိုမျက်ခြေမပြတ်သိရအောင်ကျွန်ုပ်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်။